င်းဆိုင်တွေအများကြီးပဲကိုကတော့စိုက်စင်းကြည့်ရနည်းနည်းပေါ့နော်စားရမှာဆိုတော့ဘာစားမလဲတားလေးဘာစားမလဲကြံပေးရတော့ဘီယာလေးတောက်ပြီးတော့ဒီမှာလေးလေးတစ်ဖြူဖြူနဲ့တိုက်ခိုင်မှာကားရရထားကြအများကြီးဘီယာလေးတောက်ပြီးတစ်ဖြူလေးနဲ့ဆိုဘဝကြီးကရမ်းလာပါပါမှာအေးပျော်လိုက်တာကိုကြီးရဲ့ဖြစ်သွားမယ်အကြလေးကဘာပဲဆိုင်နေလောက်ပဲကြည့်တယ်နော်ဒီတစ်ဆက်ရှစ်ချက်မလေးရှားမှာကောင်းတာဘာတွေကောင်းလဲဆိုတော့မလေးရှားတိုက်ရှင်းတိုက်ရက်မှုရှိတယ်ပါဗျာဒီဆို beach နားမှာလေပတ်သက်ရှင်းရှင်းတိုက်ရက်လေးနဲ့လုပ်ထားပြီးတယ်အဲ့လိုစိုင်နေရလဲ street food တွေရှိရလာတဲ့လူအားလုံးလည်းဒီနောက်မှာပေါ်ဟစ်တောင်းချမ်းပြီး music တွေနဲ့အဲ့လိုဖြစ်နေရမှာဟုတ်ဘူးပါဗျာဒါကမလာကမြို့လေးတော့သူကဥမာ night life နဲ့တွားမယ်ဆိုလို့ရှိရင် night life မှာအရမ်းမိုက်တဲ့အမိုက်စားတွေရှိတယ် music တွေနဲ့ band တွေနဲ့ hard rock cafe တွေပါရှိတယ်အိုးတောင်းနေမှာပေါ့အဲ့နေရာလေးရှိတယ်အဲ့မှာလည်း foreigner တွေပြည့်နေတယ်လုံးဝ night life ကိုခံစားလို့ရတဲ့နေရာလေးတော့ရတယ်အဲ့မှာဆိုလည်း mic တွေ music တွေနဲ့ mic စား DJ တွေနဲ့သူတို့က vocal မှာလည်း powerful တကယ်ဖြစ်တဲ့ artist တွေ vocalist တွေအများကြီးရှိတယ်ဆိုတော့တကယ် mic တွေဒီလိုမျိုးတကယ် local တွေရဲ့အရာတာကို beach လေးနဲ့ဓာတ်တွေလေးပေါ်တာရှိတယ်ခံစားခြင်းနဲ့ဆိုလို့ရှိရင်ဒါမျိုး vibe တွေရှိတယ်ချစ်စရာကောင်းတယ်လောက်ထားရတယ်လေကားလေးဆိုတော့ဟိုးရင်ကကားကိုအဲ့ဒါ place လေးရတယ်ဒီလို street food လေးနဲ့ကောင်းကောင်းမွန်မွန်ဖက်ဖက်ရှင်းရှင်းတဲ့ရတဲ့အဲ့လိုမိသားစုတွေစားလို့ရတဲ့ vibe တွေရှိတယ်တကယ် premium luxury 6 star 5 star ဟိုအမိုက်စားရေခုကန်ကြီးတွေနဲ့resort ကြီးတွားမှုဆိုလို့ရှိရင်ချိန်တဲ့ market ကိုတူမှာပေါ့ရှိတယ်လေရှာအဲ့ဒါလေးကောင်းတယ်ပြီးတော့ဒီမှာကြည့်လိုက်လို့ရှိရင်လမ်းကိုရုပ်တဲ့ရိုက်ပြရင်ကွာသူ့ဘာကိုနှံ့ရှင်းတဲ့ရတဲ့ဒီဟာသူတို့ living ပုံစံမျိုးလေးနေကြတာပေါ့နော်ကျွန်တော်တို့တည့်ရည်ရှိမှာပါမလေးရှားကျွန်တော်ပြောချင်တာ flavor အရသာမတူဘူးလို့မလေးရှားရဲ့ကောင်းပုံနဲ့ဟာအခုဆိုတော့မိသားစုချင်းကိုဒီကမှာလမ်းရှောင်းဒီလိုမျိုးသူတို့ local ရဲ့ဟာလေးကိုခံစားရင်မုတ်တီစားနေတယ်ဆိုတော့ဒါမျိုးလေးရှိတာပဲခဏနေကြရင်သွားပြီးအရက်တွေတောက်မယ်ဘီယာတွေတောက်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုနေရာမျိုးတွေလည်းသူ့မှာတက်ကရှိပြီးသားပဲအမိုက်စားပန်နိုင်လိုက်ပဲရှိပြီးသားပေါ့နော် so you name it ပေါ့နော် can I know how much is it? How much is it? Huh? 5 ringgit. Can I have one? Mobile. That's too much. Mobile is Thank you. I don't know. ဒီလိုပေါင်းတာရင်းနေတယ်ပေါ့မာလေးရှိတာပဲနော်ဒီမာမဟုတ်ပါဘူးဒီအတူလေးလောက်ထားရည်မီလုံးလေးနဲ့တက်ရက်တော့လာပါလေလောက်ထားမှာခုံလေးနဲ့ထားပြီးတော့လောကကြီးအလှပအောင်ခံစားလို့ရတယ်ချေဟုတ်နည်းနည်းကြည့်ပါလားပါစတဲ့ထဲလိုက်Max Diong Ikan bakar muara Sungai Diong ဒါပမာရှိလဲဆိုတော့မလကမှာရှိတယ် seafood asam pedas traditional food seafood တွေရှိတယ်ကျွန်တော်ပြောရရင်ဒီမှာဘေးမှာဒါသူချောင်းလေးရှိတယ်ချောင်းလေးမှာအမှလှေတွေကငါးဖမ်းနေကြတာပေါ့နော်အဲ့လိုရှိချောင်းရဲ့ဟိုဘက်မှာကြောင်လေးစာတင်ကြောင်လေးသိလားဒါတော့ကျွန်တော်တို့မလကာကိုလာရင်သူတို့ local တွေမပို့ပြီးကျွန်တော်မသိရဘူးဗျာသိလားဒီနေရာလေးကြီးလဲမိုက်တယ်ဒီမှာမိမရယ်ဟိုမှာကျွန်တော်သားရယ်ကျွန်တော်ဒီမှာ तू ကကျွန်တော်နဲ့အကူလိုပဲဒီမြို့ခံပေါ့နော်သူနဲ့ကျွန်တော်အကူလိုဖြစ်နေတော့ तू ကအမြဲလိုက်ပို့ပေးရဒီလာရင်လေအဲဒီမှာဆိုင်လေးikan bakar murah Sungai Diong ဆိုတဲ့ဥစ္စာတကယ် local food Malaysia local food seafood စားမယ်ဆိုရင်လာရတယ်တဲ့ဒီမှာကားအပြည့်ဒီလာတဲ့လမ်းနဲ့သူလာဘေးမှာအဲ့ချောင်းလေးနဲ့မနဲ့နေခင်ဘက်ဆိုပို့လာမှာတဲ့လားအဲ့မှာဟိုလှိလေးတွေအပြည့်ပဲဒီဘက်မှာရှေ့မှာအိမ်ကြီးရှိတာပေါ့နော်တဲ့ရက်လေးလောက်ထားတာအဲ့ဒါလေးကိုလာအဲ့မှာသူဈေးတက်တာမယ်တကယ်ကောင်းတယ်ဆိုတာ local တွေပဲသိရတယ်ချားလို့သိကြဒီဆိုင်ရဲ့အထဲကိုဝင်လာပါပြီ fresh in the eye prep ရောဟိုဈေးရအလောက်မကြီးဘူး special menu ရဲ့မဆလီမတ် special menu ဒီဟာရပါလေတကယ်ကြီးဟိုမှာ6ချက်တို့9ချက်တို့ဆိုတာ ringgit 3.6နည်းနည်းလေးပဲကြားတယ်
ကနန်းကတော့32ကျပ်တစ် kg ပဲနဲ့32ကျပ်လောက်ကြာဒီမှာကျွန်တော်တို့ကဒီမြစ်ကလေးဘေးမှာထိုင်တာမြစ်ကလေးဘေးမှာထိုင်ပြီးစားတော့ဘက်မြစ်ကမှာကြောင်းလေးလေမိမကြောင်းလေးစားတင်ကြောင်းလေးဒီမြစ်ကဒီမြစ်ကလေးကြောင်းမုံပါလဲမသိရုံးကူလာ office စာပါလဲကစားကွင်းဘောလုံးကွင်းလေးမြစ်ကလေးဒီမှာငါးများရဲ့လူလေးရှိတယ်ဟိုမှာနှမ်းမျိုးငါ့ကိုလှမ်းခတ်တယ်ဆရာကြီးကပြောတော့ဟိုဘက်မှာတင်မောတွေမြင်နေရဟိုဘက်နားလေးသူ့မှာလည်းဒီလိုမျိုးအဲ့လိုရိုးရမုတ်ကလေးတွေရှိတယ်ရိုးရမုတ်ကလေးတွေရှိတယ်ခတမ်လို့ခေါ်ပါတယ်ခတမ်ကနန်ခတမ် Udang. which one Udang. udang ပဇွန် Ni apa? Kangkung. Kangkung. kangkung belacan This is sotong goreng. sotong goreng Sotong goreng tepung. Sotong goreng tepung. ဒီမှာငပိလေးရယ်ဒါသူ့ရဲ့မလေးစားစားအဲ့ဒါလေးတဲ့ This is normal menu normal of ikan bakar. okay This is only nasi lemak, စားကြမယ် small nasi lemak. ဒီနေ့ small nasi lemak မှာထားလိုက်ထည့်တာ okay စားလိုက်ကြရအောင် thank you very much enjoy